ပါကစ္စတန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့အမေရိကန်နဲ့အီရန်ကိုယ်စားလှယ်အဖွဲ့တွေရဲ့တွေ့ဆုံမှုကအရှေ့အလယ်ပိုင်းပဋိပက္ခကိုအဆုံးသတ်ဖို့သဘောတူညီမှုမရဘဲပြီးဆုံးသွားခဲ့ပါတယ်။တညလုံးအချိန်ယူဆွေးနွေးခဲ့ကြပေမဲ့အမေရိကန်ဒုသမ္မတ JD Vance ကတော့အီရန်ဘက်ကသူတို့ရဲ့နောက်ဆုံးကမ်းလှမ်းချက်ကိုလက်မခံခဲ့ဘူးလို့ပြောကြားလိုက်ပါတယ်။အီရန်မီဒီယာတွေဘက်ကတော့အမေရိကန်ရဲ့မတရားတဲ့တောင်းဆိုမှုတွေကြောင့်သာအခုလိုသဘောတူညီမှုမရရှိခဲ့တာလို့ပြန်လည်ဆွဆွဲနေကြပါတယ်။အမေရိကန်ဒုသမ္မတကတော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှာမဟုတ်ဘူးဆိုတဲ့ခိုင်မာတဲ့ဂရိကဝတ်လိုအပ်တယ်လို့အခိုင်အမာဆိုကမနက်အစောပိုင်းမှာပဲပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ဒီဆွေးနွေးပွဲက23နာရီကြာအောင်အကျင့်အနေရှိခဲ့ပြီးမဲ့သမိုင်းဝင်တွေ့ဆုံမှုတစ်ခုထက်တန်တမန်ရေးရာကြာရှုံးမှုတစ်ခုအဖြစ်သာမှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်။ဆွေးနွေးပွဲအတွင်းမှာအီရန်ဘက်ကတလကြော်ကြဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေထပ်မဖြစ်စေဖို့အာမခံချက်တွေကိုအဓိကတောင်းဆိုခဲ့ပါတယ်။အမေရိကန်ဘက်ကတော့ကမ္ဘာရေကြောင်းကုန်သွယ်ရေးအတွက်အရေးပါတဲ့ Hormuz ရေလက်ကြားကိုအီရန်ကပိတ်ဆို့ထားတဲ့ကိစ္စကိုအဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။အီရန်ကတော့အဆိုပါရေလက်ကြားကိုဖျက်ဆီးသွားလာခွင့်အတွက်အခအကျဉ်းငွေကောက်ခံခွင့်နဲ့နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုကိုလိုလားနေပါတယ်။ဒါပြင်အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার လက်နက်နဲ့ဒုံးကျည်အစီအစဉ်တွေကိုရပ်တန့်ဖို့တောင်းဆိုထားတယ်လို့အီရန်ကလည်းပိတ်ဆို့ထားတဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ပေးအပ်ဖို့တောင်းဆိုနေပါတယ်။ဆွေးနွေးပွဲတွေပြုလုပ်နေစဉ်အတွင်းမှာပဲအစ္စရေးကလက်ဘနွန်ရှိ Hezbollah အဖွဲ့တွေကိုဆက်လက်တိုက်ခိုက်နေတာကဆွေးနွေးပွဲကိုပိုမိုခက်ခဲစေခဲ့ပါတယ်။သမ္မတ Trump ကတော့ဘလို့အခြေအနေမျိုးမှာဆိုအမေရိကန်ကသာအောင်မြင်သူဖြစ်ပြီးအီရန်ကိုအပြတ်အသက်အောင်မြင်ထားပြီးသားလို့မှတ်ချက်ပေးခဲ့ပါတယ်။အခုလိုဆွေးနွေးပွဲတွေပြပြသွားတာကအီရန်အတွက်သာပိုပြီးဆိုးကျိုးရှိစေမှာဖြစ်ကြောင်းနဲ့အမေရိကန်ရဲ့တတ်မှတ်ထားတဲ့ဇီးတွေကိုကျော်လို့မရကြောင်း JD Vance ကတတိပေးလိုက်ပါတယ်။တကယ်လို့ဒီတန်တမန်ရေးရာကြာရှုံးမှုကနေတိုက်တွဲတွေစီပြန်လည်ဥတီသွားမယ်ဆိုရင်တော့တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။အမေရိကန်ကတော့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးအတွက်အီရန်ဘက်ကအတီးပြုမရမချင်းသူတို့ရဲ့ရပ်တည်ချက်ကိုပြောင်းလဲမှာမဟုတ်ကြောင်းအတိအလင်းပြောကြားထားပါတယ်။ American ဒုသမ္မတ JD Vance ကအီရန်အနေနဲ့နျူကလ িয়ার လက်နက်လုံးဝမထုတ်လုပ်တော့ဘူးဆိုတဲ့ရေရှည်ကတိကဝတ်ကိုပြသဖို့ပြက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။အီရန်ရဲ့နျူကလ িয়ার တန်ဆင်းတဲ့ဇက်ယုံအချို့ပျက်စီးသွားပေမဲ့အနာဂတ်မှာနျူကလ িয়ার လက်နက်ထုတ်လုပ်မဲ့အစီအစဉ်ကိုအပြီးတိုင်ဆွလွတ်ဖို့စံတားမရှိတာကအဓိကပြဿနာဖြစ်နေပါတယ်။ဆွေးနွေးပွဲအတွင်းမှာအီရန်ဘက်ကအပိတ်ခံထားရတဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အမေရိကန်ကတော့သူတို့ရဲ့စီကံချက်တွေကိုအီရန်ကလက်မခံမှုလို့ပြောပါတယ်။ဒုသမ္မတ JD Vance ကသူတို့အနေနဲ့အစွမ်းကုန်လိုက်ရောပေးခဲ့လို့သမ္မတ Trump စီကလည်းလမ်းညွှန်ချက်တွေကိုဆွေးနွေးပွဲတစ်လျှောက်အကြိမ်ကြိမ်ရယူခဲ့တယ်လို့ဆိုပါတယ်။ American ဘက်ကတော့ဒါဟာသူတို့ရဲ့နောက်ဆုံးနဲ့အကောင်းဆုံးကမ်းလှမ်းချက်ဖြစ်ပြီးအီရန်ဘက်ကလက်ခံမလားဆိုတာကိုစောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာ23နာရီကြာအောင်ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲကနေငြိမ်းချမ်းရေးရလဒ်တစ်ခုထွက်ပေါ်လာလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့ဒုသမ္မတရဲ့ရင်တန်းတွေဟိုတယ်ကနေပြန်လည်ထွက်ခွာသွားချိန်မှာတော့သတင်းထောက်တွေနဲ့ပြည်သူတွေကြားစိတ်ပြတ်မှုတွေမြင်တွေ့ခဲ့ရပါတယ်။နှစ်ဖက်စလုံးကအစစ်မြင့်ကိုယ်စားလှယ်အဖွဲ့တွေကိုဆေလွတ်ခဲ့ကြလို့အစစ်အမှန်ငြိမ်းချမ်းရေးရနိုင်တယ်လို့ထင်ခဲ့ကြပေမဲ့အပြန်အလှန်ယုံကြည်မှုကတော့တုံညအဆင့်မှာပဲရှိနေခဲ့ပါတယ်။ American ဘက်ကအီရန်ဟာစစ်ပွဲကြောင့်အင်အားချီနေပြီမို့အရှော့ပေးလိမ့်မယ်လို့တွက်ဆခဲ့ပေမဲ့အီရန်ကတော့American ရဲ့တောင်းဆိုချက်တွေကိုအမရတာကြီးလို့ပဲတုံ့ပြန်ခဲ့ပါတယ်။အီရန်လူတော်ဥက္ကဋ္ဌကတော့ Israel နဲ့ Lebanon ကြားအပြစ်အခက်ရပ်စဲရေးကသူတို့ရဲ့အဓိကတောင်းဆိုချက်ဖြစ်ပြီးဒါကိုမရရင်ဘာမှဆွေးနွေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ Israel ဝန်ကြီးချုပ်နေတန်ယာဟုကလည်းရှေ့လာမယ့်အင်္ဂါနေ့မှာငြိမ်းချမ်းရေးဆွေးနွေးဖို့မျှော်လင့်ထားပေမဲ့အခုလိုအခြေအနေတွေကြောင့်ပြန်လည်တွက်ချက်မှုတွေလုပ်ရတော့မှာပါ။အခုလိုအင်အားကြီးနှစ်နိုင်ငံကြားဆွေးနွေးပွဲတွေလမ်းဆုံးသွားတာကဒေသတွင်းစစ်ပွဲကိုပိုမိုပြင်းထန်လာစေမလားဆိုတာစိုးရိမ်စရာဖြစ်လာပါတယ်။လက်ရှိမှာတော့ American ကိုယ်စားလှယ်အဖွဲ့ကဘာသဘောတူညီမှုမှမရရှိပဲအိမ်ပြန်သွားခဲ့ကြပြီဖြစ်ပါတယ်။အနာဂတ်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့အီရန်ဘက်ကအမေရိကန်ရဲ့နောက်ဆုံးကမ်းလှမ်းချက်ကိုပြန်လည်စဉ်းစားခြင်းရှိမရှိအပေါ်မှာပဲမူတည်နေပါတယ်။ Israel အစိုးရဘက်ကတော့ဒီဆွေးနွေးပွဲပြက်ပြားသွားတဲ့အပေါ်တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့အံ့ဩခြင်းမရှိဘူးလို့ Israel မီဒီယာတွေကဖော်ပြနေကြပါတယ်။
အစ္စရေးအနေနဲ့လိုအပ်မယ်ဆိုရင်အီရန်နဲ့စစ်ပွဲကိုဆက်လက်ဆင်နွှဲဖို့အသင့်ရှိနေပြီးအခုဆွေးနွေးပွဲမှာဂျာဝန်စိတ်ဆက်ပေးတဲ့ပါကစ္စတန်ကိုလည်းအယုံအကြည်မရှိပါဘူးစစ်ပွဲအတွင်းအမေရိကန်နဲ့အတူအီရန်ကိုပူးပေါင်းတိုက်ခိုက်ခဲ့ပေမဲ့အခုလိုအရေးပါတဲ့ဆွေးနွေးပွဲမှာသူတို့ကိုခြံလက်ထားတဲ့အပေါ်အစ္စရေးဘက်ကစိတ်တိုင်းမကျဖြစ်နေတာပါလက်ရှိမှာတော့အစ္စရေးစစ်တပ်ကလက်ဘနွန်တောင်ပိုင်းရှိဟစ်စဘိုလာစခန်းတွေကိုဆက်လက်ဘုံကျဲတိုက်ခိုက်နေပြီးလူသေဆုံးမှုတွေလည်းရှိနေပါတယ်။ဝန်ကြီးချုပ်နေတန်ယာဟူရဲ့အဓိကရည်မှန်းချက်ကအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုအမြင့်ဖြတ်ဖို့နဲ့အီရန်အစိုးရကိုအပြောင်းလဲလုပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးအတိုက်ခံတွေကတော့နေတန်ယာဟူဟာသူ့ရဲ့ရည်မှန်းချက်တွေကိုမအောင်မြင်ပဲအမေရိကန်ရဲ့အလိုကျအတိုင်းအတာလိုက်ပါနေရတယ်လို့ဝေဖန်နေကြပါတယ်အီရန်ဘက်ကတော့လက်ဘနွန်ကိုအစ္စရေးကဆက်တိုက်ခိုက်နေမယ်ဆိုရင်အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုပြန်လည်တိုက်ခိုက်သွားမယ်လို့သတိပေးထားပါတယ်။1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးနောက်ပိုင်းအမေရိကန်နဲ့အီရန်တို့အစစ်မြင့်ဆုံးတွေ့ဆုံမှုဖြစ်ပေမဲ့ဘာရလက်မှမထွက်ပဲလမ်းဆုံးသွားခဲ့ပါပြီ။6ပတ်ကြာဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲကြောင့်ကမ္ဘာအရေးနှင်းစည်းနှုန်းနဲ့အဆမတန်မြင့်တက်ခဲ့သလိုဒေသတွင်းအခြေခံအဆောက်အဦတွေလည်းအကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ထောင်ပေါင်းများစွာသောလူတွေရဲ့အသက်ဆုံးရှုံးခဲ့ရတဲ့ဒီစစ်ပွဲကြီးဟာဆွေးနွေးပွဲတွေကြာရှုံးသွားကြောင်းဘယ်လိုဥတီချက်နဲ့ဆက်သွားမလဲဆိုတာစိုးရိမ်စရာပါအခုချိန်မှာတော့ကမ္ဘာတစ်ဝန်းကတန်တမတွေဟာပါကစ္စတန်ဆွေးနွေးပွဲအပြီးနောက်ဆက်တွဲကြရက်ရိုက်ခတ်မှုတွေကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်ငင်းချမ်းရေးရလက်ပျောက်ဆုံးနေတဲ့အရှိအလဲပိုင်းမှာနောက်ထပ်ဘလောက်ထိသွေးချောင်းစီယုံမလို့ဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်တန်တမန်ကြီးရနီလန်းတွေမအောင်မြင်တော့တဲ့အတွက်စစ်ရေးအရာတင်းမာမှုတွေကတော့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီဖြစ်ရတွေကကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးအပေါ်မှာဘလောက်ထိတက်ရောက်မှုရှိရမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်